Grand Whisky အကြောင်းလေး review လုပ်ပေးပါဆိုလို့ကျွန်တော် Treble Wood ဆိုတော့တစ်သားစီ3မျိုးနဲ့နှစ်ချုပ်ပြီးတော့ပြန်ပေါင်းဆက်ထားတဲ့ whisky ပေါ့နော်ဒါပေမဲ့ non aging statement လို့ခေါ်တဲ့တက်တမ်းမဖို့ပြထားတဲ့ Scotch whisky ဖြစ်တဲ့အတွက်3နှစ်ကနေ10နှစ်ကြားထဲမှာရှိပါလိမ့်မယ်ဘယ်လောက်ထိနှစ်ချုပ်လဲဆိုတာတော့မဖော်ပြတာပေါ့နော်ဒီ3မြောက်နေရလဲသူတို့ design fashion လုပ်ခဲ့ဘူးနော် Treble Wood ဆိုတော့သူကC3 မျိုးပေါ့နော် Virgin Oak Cask မှာလဲစိတ်နေပြီးရင် Refill American Oak Cask မှာလဲစိတ်နေပြီးရင် First Fill Ex Bourbon Cask မှာလဲစိတ်နေ3ခုပေါ့နော်အဲ့တော့3ခုကနေပြီးတဲ့ character တွေကဘာလဲဆိုကျွန်တော်ပြောပြပါမယ် Virgin Oak ဆိုတာကတော့တခါမှသားအရက်မစိမ်ဘူးသေးဝိုင်းမစိမ်ဘူးသေးတဲ့သားစီကိုပြောတာပါနော်ဒါပေမဲ့ဒီမှာမဖော်ပြတာပဲမဲ့ AI မှာကြည့်ခဲ့တဲ့American White Oak ကိုသုံးလာတဲ့ပထမဆုံး Virgin American White Oak ကိုသုံးတယ်ပေါ့နော်အဲ့ဒီ White Oak ကနေပေးတဲ့ character တွေက Virgin ဖြစ်တဲ့အတွက်သားစီက robust ပြင်းအားတွေနဲ့ spice ရတာတွေပေးဟိုသားရဲ့ဒီ oak ရတာပြင်းပြင်းကိုသူကပေးတယ်နောက်တစ်ခါကျတော့ First Fill ဆိုတာကတော့ဒီဘောဘွန်ရက်စိမ်ပြီးသားတက်သားစီအဟောင်းပေါ့နော်အဲ့တက်သားစီအဟောင်းကိုပြန်ပြီးတော့စိမ်ထားရတဲ့အဲ့ရနေ vanilla နှံ့လေးsweet vanilla နှံ့နဲ့တခြားအလူကောင်းတဲ့အရာတွေပြီးတယ်ပေါ့နော်နောက်တတိယ refill American Oak ကြတော့သူကသုံးပြီးသားဒီဘောဘွန်စိမ်ပြီးသားတက်သားစီကိုဟို whisky တစ်မျိုးတော့လည်းပေါ့ရက်တစ်မျိုးစိမ်ပြီးသွားပြီဒုတိယအချိန်ချက် refill လုပ်တဲ့အရက်ပေါ့နော်သူကဘာကောင်းလဲဆိုရှင် milder and more subtle ဒုတိယချိန်ဆင်းခဲ့တဲ့အရက်ကဒီ bourbon flavor နဲ့ဒီ strong oak flavor တွေကို extract လုပ်ပြီးတော့ထုတ်လိုက်တဲ့အခါကျတော့ smooth ဖြစ်မယ် subtle ပိတ်မွေ့တဲ့အရာသာသူကပေးတယ်ပေါ့သူကဘာတွေပေးလဲဆို light vanilla soft spice ပေးမယ်ပြီးရင် distillate character အရက် original whiskey ရဲ့အရာသာသူကထိန်းပြီးတယ်ပေါ့နော်အဲ့ဒီရတာလေးကိုသူကတန်တဲ့ whisky နှစ်ချုပ်မှုကမရှိဒီလိုမျိုးအဲ့လိုမျိုး refill နဲ့နှစ်ချုပ်မှုဆိုအဲ့လို distillate ဒီ whisky original whisky ရတာလေးကိုပေးဆွမ်းပါတယ်တဲ့